ရွှေရဲ့အစင်းသေးဖြစ်ပြီနော်2မိနစ်စပြီးတော့မေးလို့ရပါပြီမေးရင်သုံးမေးမယ်ရွှေကဒီ၄ယောက်ထဲမှာဘယ်သူနဲ့အရင်နှီးဆုံးလဲအဲ့တခုလေးတော့အမှန်တမ်းပြောနော်အဲ့တခုကျန်တာရပြီကျန်တာမမှန်လဲရအဲ့တခုတော့ပြော ခိုင်လေးဟမ်ဘခိုင်လေးအတိုင်းကြီးရလေဘခိုင်လေးဆိုတဲ့ကြားလိုက်လားဘခိုင်လေးနဲ့ရင်းနှီးတာလေးရလုံးနဲ့ရင်းနှီးတာသူကတိုင်းကြားတယ်အတိုင်းဘခိုင်လေးဆိုတဲ့ဒီကူးတက်လားစီစဉ်တက်ရေမကူးတက်ဘူးဗောရေမကူးတာဘောလုံးကန်တက်လားဘောလုံးကောက်တက်တာမဟုတ်လေကန်တက်လားလို့ကောက်တယ်ကောက်ပဲကောက်တယ်ဘာလို့ဆိုဘောလုံးမကန်တက်ဘူးအဲ့ဆိုရင်အားကစားလို့ရတာဝါသနာပါလားအားကစားကခုနောက်ပိုင်းအလုပ်များတော့မလုပ်ဖြစ်တော့ဘူးဗောဟုတ်လားလုံးဝလည်းလုပ်တယ်မလုပ်တဲ့ဟာလည်းလုပ်အဲ့ဒါဆိုလို့ရှိရင်ရွှေကကိုထွန်းထွန်းနဲ့အတူတူကစားတာပေါ့ကစားတာပေါ့ကိုထွန်းထွန်းအောက်ပိုင်းလေးကစားဘယ်လိုအောက်ပိုင်းပဲကစားတာအောက်ပိုင်းလေးကစားတာအောက်ပိုင်းဟုတ်တယ်အောက်ပိုင်းထိုင်တာဗောရွှေကဘာကစားတာလဲပြောရွှေကပုံကစားအဆုံးရွှေကကလေရိုးရာပွဲတော်တစ်ခုနဲ့တွဲပြီးတော့ဟိုဘယ်လိုခေါ်မလဲတိကြတယ်ဆိုတော့ဘာပွဲလဲဟိုတခိုးကြီးပွဲလားFacebook ကပွဲ Facebook ကပွဲဖျားရယူလာလိုက်တော့အဲ့ဒါနဲ့မေးအောင်မယ်ဟိုရွှေခဲရတဲ့ဒီတွေကဟိုပါနော်ဒီတာဝန်ရှိတဲ့သူတွေပြောတာဒီရတဲ့ဒီရွှေခဲကမှမသိတော်တော်ညံ့တာတဲ့ဟုတ်တယ်လေအစနဲ့ညံ့နေရပဲဟာအဲ့လိုပြောတာအဲ့တော့ရင်းနီးတဲ့ဟာလို့ပြောနေတယ်အဲ့ဘယ်သူဖြစ်မှာလဲနည်းနည်း haze ကိုကောင်းပေးအောင်သူနဲ့ရင်းနှီးဆုံးလားအဲ့အဲ့ဒါအဲ့လိုသိကျင်တာဘယ်လိုလဲသူပဲဖြစ်ဖြစ်ညီမလေးအမျိုးအရင်တော့မသိတဲ့ကိစ္စကြီးမှာတော့ညီမလေးကတိတ်ခါလဲကြားစရာလဲတိတ်ကိုတိတ်မှထားလိုက်ပါတိတ်ကိုတိတ်မှထားခဲ့ပါဟိုရွှေကခုနကိုထွန်းထွန်းမေးတာတော့လေတေချာဖြည့်သင့်တယ်ဘာလို့လဲဆိုတော့၄ယောက်စလုံးတော့မရဘူးဘယ်သူမဆိုရင်တယောက်နဲ့တယောက်ပိုတော့ခင်ရမယ်ကွာရှေ့ကလူတွေလည်းအဲ့လိုပဲပြောတယ်တယောက်ကိုတော့ပြောလိုက်၄ယောက်ထဲမှာဘယ်သူခင်ဆုံးလဲအနီပါနေကောင်းနေကောင်းလားလုံးပြပြီငါပဲအဲ့ဒါပြီးငါလုံးပြပြီဝါပြီးဝိုင်းနောက်တော့ကထပ်ဝါအောင်မယ်အဲ့တော့ဆိုရင်ငါခုနလိုတနေ့ရောက်အီးပုတ်လို့ဖြစ်အောင်မလို့ငါဘာလဲအနီဝါနေစားလာပြန်ပြီတမနစ်ခွဲကြော်သွားပြီဟိုဘာလဲဆိုရုပ်ရှင်ရိုက်ကူးလောက်ကလားဒီနေ့ရိုက်ကူးရှိတာကိုဘယ်လိုလာလဲဒီကိုဒါလက်စင်လာရညာမင်းသားလားအစိုးရလားအဲ့ဒါတော့ပြောအဲ့တခုတော့ပြောလိုက်မင်းသားလေးလုပ်တယ်အချင်းလေးဆိုတယ်ဟုတ်တယ်လေ main business ကဘာ main ဟွာဘာလဲလို့အဓိကအနုပညာလို့တခုကပါလေတခုကအဓိကဥပမာ तू ဆိုလို့ရှိရင်ဒါဟုတ်တယ်မလားအခုဒါသေဥဆောင်ပဲရောက်နေသေဥဆောင်ရှင်းလဲဆိုတယ်ဆိုတော့အဓိကဆိုကွာဒါပေမဲ့ထားလိုက်ခါလေးသေဥဆောင်လုပ်တယ်ပြောအဓိကပါလေအဓိကပါလေအဆိုတော့ဖြစ်နိုင်တာအမှန်တော့အမှန်ယူပြီနော်အမှန်ယူပြီနော်မော်နေတစ်ခါတလေလေးရှောက်ပါလေအမှန်နေပဲပြောတယ်တဲ့ဒါပေမဲ့အဓိကအလုပ်ကတော့အဆိုတော်မော်ဒယ်တစ်ခါလေးရှောက်တယ်အဆိုတော်ထဲမှာမော်ဒယ်ရှောက်တာမရှိဘူးပထမဦးဆုံးအနုပညာလုပ်ကဖိုတိုမော်ဒယ်လုပ်ခဲ့တာဟုတ်တယ်မလားဟုတ်စပါးပါဟာခုဘာပြောရလဲလူယူလားလူယူလားရွှေကလူယူလားလူယူရမေးပါနဲ့အခုရွှေကအသေးကွဲနေရွှေကအသေးကွဲနေတယ်တဲ့ကိုထွန်းလို့တော့စော်နဲ့လာတော့မဟုတ်ပါဘူးကိုထွန်းအေးဆေးပဲလေစော်နဲ့လာတာမကန်ရမမေးချင်မင်းသားအရန်ဖြည့်ခြင်းလို့ပြောပါနှစ်ခုရဲ့တစ်ခုရဲ့လုပ်ရပြီငါပြန်ပြီးရွေးခိုင်းတယ်တမျိုးအကားပြောရင်းနေမလားအစားမစားရဲနေဘလို့အဲ့ကလည်းယူချက်ကြနှစ်ခုပေးမယ်နော်စကားမပြောဘဲနေမလားအစားမစားဘဲနေမလားအရန်ရွေးရခတ်သွားပြီစကားလည်းမပြောဘဲမနေတော့အစားလည်းငတ်တယ်အသေးသာခံလိုက်မယ်တစ်ခုလုံးပါကဲရတယ်စကားမပြောဘူးစားတော့စားမယ်စကားမပြောဘဲနေလိုက်မယ်ရှိတယ်မအဲ့ဒါမကြားနော်အေးဟုတ်တယ်အမကောင်းကြည့်ရသေးရသူသိတယ်ဟုတ်မင်းဘူးလေဟုတ်တယ်လာစကားပြောတော့အမနဲ့ရှူတင်မှာလို့ငါပြောနေကြဒီရှူတင်မှာခိုင်နေကြီးစကားမပြောဘာလဲခိုင်နေကြီးအစားမစားတဲ့နေ့မျိုးခိုင်စကားမပြောတဲ့နေ့ရှူတင်လောကမရှိတော့လို့အဲ့လိုရှူတင်ကပြတ်မှာပေါ့နော်ငါလုံးဝခိုင်နေကြီးချမင်းစားတော့ဘူးစားလျှော့နေတယ်အဲ့လိုမျိုးမကြားပြအဲ့ပြောနေအဲ့လိုအမြဲတမ်းပြောအဲ့ဒါကို तू သိတယ်အေးလေအခုလေအမလေအဲ့ဆိုအန်ဒီဝါနဲ့ဘယ်လိုလုပ်သိတာလဲပြော5စက္ကန့်ပဲကျန်တော့တယ်စောင့်ပေးနေတယ်အနုပညာတန်တန်းကြာပြီလား10နှစ်လောက်ရှိပြီလား10နှစ်တခုရှိပါပြီ10စုနှစ်တခုဒီတာထဲမှာ9နှစ်ထောင်းထဲမှာ9နှစ်လားရရှင်တော့9နှစ်လားမြန်မာ9နှစ်နောက်9နှစ်ကဘာမှမလဲ10နှစ်မှာ9နှစ်
ခီတာ9နှစ်ငါတို့ဘယ်လောက်ရင်းနှီး ဒီ တာ က လဲ ရုပ်ရှင်မှာ9နှစ်တယ်မော်ဒယ်ကဘယ်နှစ်လဲ သူအဆိုတော်လို့ပြောရနော် မသိဘူး အဆိုတော်ဆိုဘာလို့ငါနဲ့အဲ့လောက်9နှစ်တွေရင်းနှီးနေရလဲ သူစောရှိုးလျှောက်တာဘယ်နှစ်လဲ ရှင်ကမလိန်နဲ့နော်အမွှေးလုပ်ပြီးတော့တစိုးထိုးပြီးกินလိုက်ပါနော် ရှိုးရောက်တာ9နှစ် ရှင်းရတစ်ခါလေးလိုက်ဆောင်တာ ကာတာ9နှစ် ရွှေကနည်းနည်း ဘာ မမိုက် ဘာ ငါတို့ မင်းကအဆိုတော်နော် အေးလေ ဟုတ်မင်းရဆိုလို့ဆိုရင်ဒါမျိုး ဆိုတော့ဖြစ်ပါတော့ ဟုတ်တယ်မဟုတ်အစိုးရကနေမဟုတ်ဘူး အဆိုတော်ဆိုရင်အန်ဒီမ ညတာ ဒါနှစ်ကွက်တွေပေါ့ ဟမ် သူဒီဆိုတော့ဒီပြန်နေလာလိုက် အော်ပြန်လှည့်စားလိုက်တာ အဲ့ဒါတော့အဆိုတော်လားတရုပ်ဆောင်လားအဲ့ဒါကိုအသေးချပြောမိန်ခုပြောဒီတစ်ခုပဲတောင်းမပြောကျန်တာမပြောအဆိုတော်ကမိန်လားတရုပ်ဆောင်လားမိန်လား ဟုတ်တယ်အဲ့ဒါအမှန်တည်းအဲ့ဒါအမှန်တည်းဖြစ် အဲ့ဒါတစ်ခုအမှန်တမ်းပြောနော် လက်ခံလေးအကြောင်းတော့တော့သိနေမှာဘယ်ထက်လဲဆိုတာလက်ခံလေးစဉ်းစားပါ တေးဆောင်နေတာ โอเคပါ2မိနစ်ပြည့်သွားတာတော်တော်ကြာပါပြီ2မိနစ်ကို2ခါ4ခါလောက်ကြော့သွားပြီးသွားပြီ My singer